ဖျားရှင်ကောင်းကြီးပေးပါစေအာမင်ကလောမ်တုအာမင်ကျွန်တော်ဖျားကုံတော်ချီးမွမ်းတဲ့ခါမှာကျွန်တော်တယောက်တည်းမဟုတ်ပဲကျွန်တော်နဲ့အကိုဆရာနဲ့တွဲပြီးတော့မှချီးမွမ်းခြင်းပါတယ်လို့လက်ခုပ်တီးပြီးတော့ကြိုဆိုပေးပါရောက်စီတယ်မှာဖျားခြင်းအတိတ်ဖန်ကောင်းချီးပေးပါစေကျွန်တော်ကမဆိုဖုန်းကင်ထားတော့တယောက်ကတီတယောက်ကဆိုလို့ထင်ပါပဲเนาะကျွန်တော်မဆိုတတ်ဘူးသူချင်းကျွန်တော်ကသူချင်းဆိုတဲ့ကြားထဲမှာဝင်ပြီးတော့စကားပြောမှဖြစ်တယ်ကျွန်တော်နေရာယူတာပါအဲ့တော့ကျွန်တော်မိတ်ဆက်ချင်ပါတယ်ကျွန်တော်နာမည်ကဆရာညံထွန်းပါရေဗင်ညံထွန်းဖြစ်ပါတယ်ဗမာစစ်ဗုဒ္ဓဘာသာကနေပြီးတော့မှအသက်36နှစ်မှာခရစ်တော်ကိုရရှိပြောင်းလဲလာတဲ့လူဖြစ်ပါတယ်ဒီဆရာကတော့ဆရာစောလှိုင်လို့ခေါ်ပါတယ်သူလည်းဗုဒ္ဓဘာသာမိသားစုဝင်တွေကနေပြီးတော့မှတယောက်တည်းရွေးကောက်ပြီးတော့မပြောင်းလဲလာတာဖြစ်ပါတယ်လို့အာမင်ကျွန်တော်တို့အမှန်မှန်သာသနာအဖြစ်ဒီမြန်မာနိုင်ငံမှာယေရှုခရစ်ကိုမသိသေးတဲ့သူတော်တော်များများပြောင်းလဲခဲ့ပါပြီကျွန်တော်တို့ကတော့အမှန်မှန်သာသနာရဲ့တကယ်ကိုဧဝံဂေလိတာဝန်ခံကြီးကြီးကျယ်ကျယ်ပြောရင်တော့ဧဝံဂေလိသူရဲ့ကောင်းနေပေါ့ဗျာတိုက်စစ်မှုတွေလို့လည်းပြောလို့ရတာပေါ့ကျွန်တော်တို့ရဲ့ဗမာလူမျိုးတွေကိုပြန်လဲပြီးတော့မှသာသနာပြုနေပါတယ်ဒါကြောင့်မို့ဒီကနေ့ဗမာနိုင်ငံမှာမီးတောက်နေပါပြီတောင်ယာမီးတော့မဟုတ်ဘူးကောက်ရိုးမီးလည်းမဟုတ်ဘူးဝိညာဉ်မီးဖြစ်ပါတယ်အာမင်လက်ခုပ်တီးပြီးတော့ဖျောက်ချီးမွမ်းလိုက်အောင်အာမင်ဒီကနေ့အဲ့ဒီဝိညာဉ်မီးတောက်အပြင်မြန်မာနိုင်ငံမှာဒီနေ့ဘုရားသခင်ရဲ့အလင်းထွန်းလင်းလာပြီဆိုတာလေးကိုကျွန်တော်တို့ကပြန်လဲသက်သေခံတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာရောက်ရှိနေတဲ့ကျွန်တော်မိတ်ဆွေတွေညီကိုမောင်နှမတွေကိုကျွန်တော်တို့လာခဲ့တဲ့ချင်းတောင်လေးကိုမမေ့ဖို့အတွက်သချင်းလေးတစ်ပုဒ်နဲ့ကျွန်တော်တို့ကတတိပြီးတော့မှနှလုံးသားလေးကိုလှုပ်နှိုးခြင်းပါတယ်အမေရိကန်ရောက်နေတော့ညာလည်းပဲကျွန်တော်တို့ချင်းတောင်ကဖယားเจ้าလေးကိုမမေ့ပါနဲ့ဆိုတဲ့သချင်းလေးနဲ့ကျွန်တော်တို့တီးဆူချီးမွမ်းမှာဖြစ်ပါတယ်ခေါင်းလောင်းတဲ့တညညရွာဖျားကြောင့်ဒီမြင်သိရင်တတိယနေတဲ့တကယ်ချင်းရဲ့တို့များငယ်ငယ်တုန်းကရွာဝင်လန်းစီကနေဓမ္မသချင်းဟစ်ခါကျမ်းစာယုတ်ခါဖျားကြောင့်အတူတက်ထားတွေမေ့နိုင်ပါလားမင်းတို့ကဘယ်မေ့နိုင်မလဲတကယ်ချင်းတုန်းကလေစိုးတွေးကရင်ပုံမြင်ကလေးအသွေးထက်စေချောကမြောက်ခါပေးလာဒီသနာသေးပေးတယ်ဆရာများရဲ့ကိုကျေးဇူးတွေအမြဲချရောက်တဲ့ခါပါလေတည်စကားအတွက်ကိုတည်စီသွားကြပြီခင်တငယ်ချင်းရဲ့မလီကေကယုံကြည်ဝေးကြအချိန်ကုန်နေဓမ္မကျမ်းတက္ကသိုလ်ကျောင်းဆင်းသည်ပညာတိုင်းအပြည့်မသိနိုင်မေတို့တွေကတို့ရွာမှာနေအေဝံဂေလိအဖြစ်နဲ့ကြံရစ်နေကြလေမင်းတို့တွေကမြို့ကြီးတွေစီမှာရောက်နေဟေ့တငယ်ချင်းရဲ့ဟေ့တငယ်ချင်းရဲ့မမေ့တဲ့ရင်တော့မှတ်မိတန်ကောင်းပါရဲ့တကယ်ကြီးရဲ့ငါတို့ငယ်ငယ်တုန်းကချင်းတောင်မှာဆန်ဒေးစကူအတူတက်ခဲ့တာကိုမင်းမမေ့သေးဘူးလို့ထင်ပါတယ်ငါတို့ရွာဖျားเจ้าကဆန်ဒေးစကူမှာအတူတက်ပြီးဆရာမတွေသင်ပေးလိုက်တဲ့ကျမ်းစာလေးတွေယူလို့ဆရာမတွေသင်ပေးတဲ့တခြင်းလေးတွေဆိုလို့ရွာရိုးကိုပေါက်ဆော့ကစားခဲ့ကြတာမင်းမမေ့သေးဘူးလို့ထင်ပါတယ်တကယ်ကြီးဒါတွေပဲကမလို့တကယ်ကြီးငါတို့ရွာထိပ်ကချောင်းထဲမှာဒိုင်မင်ထိုးပြီးတော့မှအတူတူရေချိုးခဲ့တာကိုလည်းမင်းမမေ့လောက်သေးဘူးလို့ထင်တယ်နော်ဘယ်မေ့မလဲတကယ်ကြီးဒီလိုနဲ့တဖြည်းဖြည်းကြီးလာတော့ငါတို့တွေတောင်ရခုတ်ပြီးတော့မှကောင်းကြီးတုပ်ကိုအတူတူစားခဲ့တာလဲမင်းမမေ့လောက်သေးဘူးလို့ထင်တယ်နော်ငါတို့တွေကားကြက်ကြက်ထော်လာကြီးကိုစီးပြီးတော့မှမြို့ကကြောင်းမှသွားပြီးတော့မှအတူတူစားတင်ခဲ့တာကိုလည်းပဲမင်းမမေ့လောက်သေးဘူးလို့ထင်တယ်နော်အေးဒီလိုနဲ့တဖြည်းဖြည်းကြီးလာတဲ့ခါကျတော့တချို့တွေကတော့မြို့ကြီးပြကြီးတွေရောက်လို့
တေးဦးဆရာကြီးတွေဖြစ်လို့ဆရာဇေဖူးတို့လို့ပေါ့ဗျာတချို့တော့လည်းသာသနာခေါင်းဆောင်ကြီးတွေဖြစ်လို့ဆရာငုံဟိန်းတို့လို့ပေါ့တချို့တော့လည်းဆရာဝန်ကြီးတွေဖြစ်လို့တချို့တော့လည်းအင်ဂျင်နီယာကြီးတွေဖြစ်လို့ဒါရင်ဘက်ကမလို့တကယ်ကြီးရဲ့ဒီကနေ့ဆိုရင်လေမြန်မာနိုင်ငံမှာဒုတိယသမ္မတဆိုတာငါတို့ရဲ့တကယ်ကြီးချင်းလူမျိုးဖြစ်နေပြီတကယ်ကြီးရဲ့အာမင်အေးဒါရင်ဘက်ကမလို့တကယ်ကြီးရဲ့ငါတို့တကယ်ကြီးနေဟာတကဘာလုံးအနှံ့ပြားရောက်နေပြီမင်းတို့တွေကတော့ဒီကနေ့ USA မှာရောက်ပြီးတော့မှဖယားကောင်းကြီးကိုခံစားနေကြရတယ်တချို့ကတော့လည်း Australia မှာရှိနေတယ်တချို့ကနယူးဇီလန်မှာရှိနေတဲ့တကယ်ကြီးအဲ့ဒါငါတို့ရဲ့တကယ်ကြီးအရင်ကောက်ကောက်နေပဲမဟုတ်ဘူးလားသိကြတော့ဘုတကယ်ကြီးအေးငါတို့နှစ်ယောက်ကတော့ချင်းအောင်မှာကြံရင်ခဲ့ပြီးတော့မှအေးဝင်ကလေးဆရာဖြစ်နေပဲငါတို့အေးဝင်ကလေးလုပ်ငန်းကိုဆက်လုပ်နေတဲ့တကယ်ကြီးဘုရားလူတော်ဘုတကယ်ကြီးငါတို့ရောက်လာတဲ့ခါမှာသတင်းစကားလေးတခုတော့ပြောခြင်းတယ်ဒီနေ့ဗမာနိုင်ငံမှာယေရှုခရစ်ကိုမသိသေးတဲ့လူတွေကိုငါတို့ MMI သာသနာနဲ့လက်တွဲပြီးတော့မှဒီနေ့သာသနာပြုတာလူ9300ပြောင်းလဲခဲ့ပြီတကယ်ကြီးအာမင်အသင်းတော်ပေါင်း40ကိုပေါ်ပေါက်ခဲ့ပြီတကယ်ကြီးဒါရင်ဘက်ကမလဲတကယ်ကြီးငါတို့ဒီနေ့ဗမာလူမျိုးစစ်အမှုတော်ဆောင်200ကျော်ကိုမွေးထုတ်ပြီးတော့မှဗမာတနိုင်ငံလုံးယေရှုခရစ်ကိုသိရမယ်ယေရှုခရစ်ကိုယုံကြည်ကိုးစားပြီးတော့မှပြောင်းလဲပြီးကောင်းကြီးခံစားရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကနေ့ငါတို့လုပ်နေတဲ့တကယ်ကြီးအေးအဲ့ဒီလိုလုပ်နိုင်ဖို့အတွက်ဒီအမေရိကန်မှာရောက်နေတဲ့ငါတို့ချင်းတိုင်းရင်သားတငယ်ချင်းတို့ကနေတော့မှဝမ်းဝမ်းပန့်ပိုးကြတာမဟုတ်ဘူးလားအေးဘယ်လိုပဲနေဘယ်နေရာကိုပဲရောက်ဘယ်တိုင်းပြည်မှာပဲကောင်းကြီးခံစားရပြီပဲငါတို့ချင်းတော်ကဖယားเจ้าရဲ့ခေါင်းလုံးတန်လေးကတော့ဒီကနေ့အထိတန်တာချိုလျက်ပါပဲတကယ်ကြီးဟေးတငယ်ချင်းရဲ့အသင်းတော်ကြီးတွေစီကြည်စမ်းမအောင်လာလေတို့အပေါင်းသေးရောက်ရင်တွေများပြီအခြားရင်မြေတိုင်းနိုင်ငံတကာလှမ်းဖျားအမှုလုပ်ငန်းတိုးတက်စေဖို့ကြိုးပမ်းနေကြတာတွေရှိနေပါသေးမင်းတို့ငါတို့တငယ်ချင်းတွေတိုင်းနဲ့ဆုံးဖြတ်ရောက်သွားတဲ့တငယ်ချင်းတွေရရတော့ဟောကြစေခံနေစေခံနေတော့တောင်းတန်းဖြတ်တန်းချမ်းသာလည်းမှုတော့ထမ်းလို့နေမင်းတို့တွေ့ဂုဏ်ယူရတယ်လေဟေးတငယ်ချင်းရေထိုးမှတ်တော်ဂီတနဲ့ခရစ်တော်စေခံနေဆရာမတော်မီလို့ဆရာဆုံးတယ်လို့တန်သာသာတေးရေကဆိုတီမညင်ညူနိုင်မေကြည်စမ်းပါအောင်လာလေကလောင်မို့ကိုင်းဆွဲတစ်ဖက်တန်းကဖို့ညွန်းမြေကြီးစုံသည့်တိုင်မဲမသွေးရေသားလို့တက်တည်ခံစေတငယ်ချင်းများပါပဲတငယ်ချင်းတွေပါပဲတငယ်ချင်းဟိုမာဒီမာကြည်ကြစမ်းရဲ့လို့လက်ညွန်းညွန်းပြတို့ဘဝထွေတွေပြောင်းချင်ရပြောင်းရပြီမေတို့ဖျားကြောင်ခေါင်းလောင်တဲ့ကတလွင်လွင်တောင်းနေပါပဲတကယ်ကြီးတလွင်လွင်သားသေးပါပဲတကယ်ကြီးတို့များငယ်ငယ်တုန်းကရွာဝေလန်းစီကနေဓမ္မတချင်းဟက်ခါကျန်းစာရုပ်ခါဖျားကြောင်အတူတက်ထားတွေမေပါနဲ့လားမေပါနဲ့တကယ်ကြီးမေပါနဲ့လားတကယ်ကြီးတို့ယေရောက်စီလည်းဘုရားသခင်တင်ပါကောင်းကြီးပြပါစေအာမင်အာမင်ကျွန်တော်တို့ MMI ဆိုတာကဂိုင်းကနာအသစ်တည်ထောင်တာမဟုတ်ပါဘူးဒီနေ့ဗမာနိုင်ငံမှာယေရှုခရစ်ကိုမသိတဲ့မြန်မာလူမျိုးစစ်ဗုဒ္ဓဘာသာစစ်တွေယေရှုခရစ်ကိုသိဖို့အတွက်သာသနာပြုတဲ့အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်ဒါကြောင့်မို့ဂိုင်းကနာမရွေးပါဘူးလူမျိုးမရွေးပါဘူးဘာသာမရွေးပါဘူးအတူတကလက်တွဲပြီးတော့မှလှုပ်ဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အမှန်အဖွဲ့အစည်းအဖြစ်ဒီနေ့ဗမာနိုင်ငံမှာလူတွေအများကြီးပြောင်းလဲခဲ့ပြီတကယ်ချင်းအေးဒီလိုလုပ်နိုင်ဖို့အတွက်အမေရိကန်ဩစတြေးလျနိုင်ငံခြားတိုင်းပြည်ကိုရောက်တဲ့ဒီကချင်းလူမျိုးတွေရဲ့နှလုံးသားကနေအစာပြုခဲ့တယ်ဆိုတာလေးကိုတော့ပြောချင်ပါတယ်အာမင်ချင်းလူမျိုးတွေ
နှလုံးသားကနေတော့မှတရားတရားကနေအစတီးပြီးတော့မှအမှန်ဆိုတဲ့သာသနာဖြစ်ဖွားခဲ့ရတာပါဒါကြောင့်မို့မြန်မာနိုင်ငံကြီးပြောင်းလဲဖို့အတွက်ချင်းလူမျိုးတွေကိုဘုရားသခင်ရွေးကောက်တယ်ဆိုတာလေးကိုပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ဆရာစောကနေပြီးတော့မှဒီတစ်ခါတော့ကျွန်တော်မပါတော့ပါဘူးဆရာစောကနေပြီးတော့မှအမှန်တချင်းလေးနဲ့ချင်းလူမျိုးတွေကိုဘုရားသခင်ရွေးကောက်ပြီးတော့မှမြန်မာနိုင်ငံကြီးတကယ်ပဲယေရှုခရစ်ကိုတည်ပြီးတော့မှကောင်းကြီးခံစားဖို့အတွက်ဘယ်လိုလှုပ်ရှားတယ်ဆိုတာလေးကိုတချင်းလေးနဲ့ဒီစုချီးမွမ်းပြီးတော့မှတည်င်းပေးမှာဖြစ်ပါတယ်အာမင်အာမင်မြန်မာပြည်တွင်အခြားသောဘာသာဝင်များပြောင်းလဲလာဖို့အတွက်ကိုချင်းလူမျိုးတို့ဘိုးဘွားမှအစယနေ့ထိတိုင်မျက်ရည်ကျဆူတောင်းပေးပါသည်ပေးဝင်မြလူတန်းကြပါသည်ချမ်းသာနေလို့မဟုတ်ပြီပြည့်စုံနေလို့မဟုတ်ပြီအရေးအချင်းကြောင့်မဟုတ်ပါသည်ဝန်တာစိတ်ကိုထားတာကိုစီပါဝင်လှုပ်ဆောင်ကြလို့ပင်မြမပြည်ကြီးကြောင်းလဲခြင်းများတွေ့မြင်နေရပြီအာမင်အခုချိန်ခါဆိုရင်မြန်မာနိုင်ငံမှာဒုတိယသမ္မတကြီးကချင်းတိုင်းရင်သားလူမျိုးဖြစ်သည်အာမင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 ်အဖက်ဖက်ရာရာမှာလဲစုပေါင်းပါဝင်ပါသည်ဒုက္ခပါမြေအနှံ့ပြားချင်းလူမျိုးတို့ရောက်ရှိနေသည်တို့မြန်မာလူမျိုးတွေသည်ချင်းလူမျိုးတွေနေလက်တွဲပါဝင်လှုပ်ဆောင်ပါမှအစဉ်လှုပ်ဆောင်ပါမှအစဉ်တို့ပြေတို့မြေပြောင်းလဲလို့တိုးတက်မှာအမှန်ပဲမြန်မာလူမျိုးတို့ရှေ့တန်းတို့ပဲချင်းလူမျိုးတို့နောက်တန်းမှာအစဉ်ထောက်ပံ့ပါဝင်ကူညီမြန်မာလူမျိုးတို့ရှေ့တန်းတို့ပဲချင်းလူမျိုးတို့နောက်တန်းမှာအစဉ်ထောက်ပံ့ပါဝင်ကူညီရပ်တည်ကြသည်ပေးလူကြသည်ဒါကြောင့်ယခုဆိုရင်ပြောင်းလဲသူ9000ကျော်ရှိသည်ချင်းတိုင်းသူလူများဖြင့်မြန်မာပြည်ကြီးပြောင်းလဲနေတဲ့မယုံဆိုတဲ့အကြောင်းဒီသချင်းလေးနဲ့တရင်ကောင်းပါခြင်းပါလေလို့ရှေးရခီမာလေနောက်မဆုတ်ကြစရန်ပါဝင်ပေးလူသာသနာပြုဖို့တိုက်တွန်းလို့ဆိုခြင်းပါသည်နောက်တန်းကတာဝန်ကျေပြွန်ပေးလူရမှရှေ့တန်းမှအောင်မြင်အနိုင်ရတိုက်စစ်ဆင်နိုင်သည်အစာရှောင်ဆူတောင်းခြင်းနှင့်ပါဝင်လူတန်းခြင်းသည်ထပ်တူထပ်မြပဲဖြစ်စေရလိမ့်မည်ယုံကြည်ပါသည်နာမတော်၌သစ္စာတည်မြန်မာလူမျိုးတို့ရှေ့တန်းသို့ဝင်ချင်းလူမျိုးတို့နောက်တန်းမှစဉ်ထောက်ပံ့ပါဝင်ကူညီလှုပ်ဆောင်ကြသည်ပေးဝလူကြသည်ဒါကြောင့်တို့စိတ်မှာတနေ့နေ့တစ်ချိန်ချိန်မှာတို့ပြေတို့မြေပြောင်းလဲလို့တိုးတက်မှာအမှန်ပဲအာမင်အာမင်အာမင်